Hello chú bà. Thìနေ့တနေ့တာလေးကိုလည်းကျူဘယ်လိုဖြတ်တန်းခဲ့လဲကျူနဲ့တူလိုက်ကြည့်ခဲ့ပါဦးနော်ဒီနေ့ကတော့ကန်နီလေးကိုကြောက်မပိုးဖြစ်လို့မနက်9 နာရီမှနိုးပါတယ်မနက်စာတော့ကန်နီလေးရမ်းကြိုက်တဲ့အုံနောက်ခေါက်ဆဲဆန်အနေပြီးတော့သူ့ဖေဖေကတော့ဝယ်ပေးထားပါတယ်ကျူအတွက်လည်းမနက်စာခေါက်ဆဲတုံးလေးပါပါတယ်ဒါပေမဲ့ကျူအားကန်နီနဲ့အုံနောက်ခေါက်ဆဲတူတူကူစားလိုက်လို့ဖိုက်တင်တော့အနဲ့မစားဘဲနဲ့ထားလိုက်ပါတယ်ပြာနဲ့ပကံနေစီဘေးစင်တရှင်းလေးလုပ်ပြီးတော့နေ့လေးစားချက်ဖို့လုပ်လိုက်ပါတယ်ဒီရက်တွေလေးသူများရောဖြစ်ကြလားမသိဘူးเนาะရာသီဥတု6ပဲလားဘာလားတော့မသိဘူးစိတ်တွေရောလေးတန်ထိုင်မှန်ပြီးတက်ကြွမှုလုံးဝမရှိဘူးဖြစ်နေတာဟင်းချုပ်ဖို့မီနူးတွေတောင်ခေါင်းထဲမှာစဉ်းစားလို့မရအောင်ပါချမ်းမလဲပေါ့နော်ဒီနေ့တော့မနေ့ကဈေးသွားထားရဲဆိုတော့ချက်သားဟင်းလေးချုပ်ဖို့လုပ်လိုက်ပါတယ်အစားကလေးချက်သားကိုပြုတ်ကြော်လေးလုံးမလို့ဒါပေမဲ့စိတ်ပြောင်းသွားပြီးတော့ချက်သားအာလူးနဲ့ပဲမဆလာလေးနဲ့ချက်မယ်ဆိုပြီးတော့လုပ်လိုက်ပါတယ်ချက်သားကိုအရသာတွေထည့်ပြီးနှံ့ထားတဲ့အချိန်မှာပဲချက်သွန်နေလှိလိုက်တယ်တကယ်ခေါင်းထဲမှာလေအရင်တော့ဆိုဟင်းအတွဲဆက်ကခေါင်းထဲမှာပေါ်ပြီးသားအခုတော့လေချက်သားရင်ချက်နေအောင်ထုံထားပြီးနောက်ပါတစ်မျိုးချမလဲဆိုတော့လုံးဝစဉ်းစားလို့မရပါဘူးရေခဲတက်တာထဲမှာလည်းအသီးရွက်တွေအဝဲထားတာလည်းရှိတဲ့လောက်ရှိရဒါပေမဲ့စိတ်ထဲမှာလိုက်မနေဘူးပေါ့နော်ချက်သားဟင်းနဲ့ပါနဲ့လိုက်မလဲဆိုခေါင်းထဲကထွက်ကိုမထွက်ဘူးကီမိုးရချင်းရလဲကန်နီလေးကနှိတိုင်းတောင်းနေရဆိုတော့ဒီနေ့တော့နားလိုက်မယ်ဆိုပြီးတော့ဟင်းရည်လည်းမချက်ဖြစ်ဘူးအဲ့နဲ့ပဲထုံးစံတိုင်းငဖဲချင်းလေးကြံသေးရရှိရတဲ့ငဖဲချင်းလေးတုံးလိုက်တယ်လူကြီးတွေတော့ကတော့ချက်သားဟင်းနဲ့ငဖဲချင်းတုံးပေါ့နော်ကန်နီတော့ကတော့ဒီနေ့ချက်သားအာလူးလေးပဲဖြစ်သွားပါတယ်အိမ်လုံးတွေလုံးနေနေလည်းစဉ်းစားမိရပေါ့နော်အမျိုးသမီးတွေကအသက်ကြီးလာရင်အခုလိုပဲစိတ်အတက်ကြမြန်လာပေါ့နော်ခုနအရန်ပြောနေပြီခဏနေစိတ်တက်ကြပြန်ရောစိတ်တက်ကြပြီခဏနေပြောပြန်အဲ့လိုအတက်ကြရမ်းမြန်နေတာပေါ့နော်အသက်ကြီးလာလို့ပဲဟော်မုန်းချုပ်လာမသိဘူးနော်ဒါကတော့မနက်ကမစားဖြစ်တဲ့မနက်စာခောက်ဆွဲအချိုသုံးလေးကိုထမင်းနဲ့နေ့လယ်စားပဲစားလိုက်ပါတယ်ဝယ်ထားပြီးတော့ waste ဖြစ်မှာဆိုလို့ပေါ့နော်စားလို့ကလည်းကောင်းတယ်ဆိုတော့ထမင်းလေးနဲ့နေ့လယ်စားအဖြစ်ပဲစားလိုက်ပါတယ်စားနေနေပဲကိုဘာကိုစိတ်တက်ကြရလဲဆိုပြန်ဆန်းစစ်တော့လေအကြောင်းရင်းမမဲရမရှိဘူးပေါ့နော်ဒါမဲ့တခုရှိရဒီတလလုံးချူရန်ကိုဘီစီနေရတဲ့ဂျင်မသွားဖြစ်ဘူးပေါ့နော်ဂျင်သွားပြီးကိုလက်လှူရှာမှုလုပ်နေနေမိုဒီလေးလည်းရပြီအခုလိုစိတ်တက်ကြတာတွေနည်းနည်းလေးရှောင်ရှားနိုင်နေပေါ့နော်အခုကတော့တနေ့ဒီရိုတိန်းထဲမှာပဲလဲပတ်နေပြီးတော့အသစ်ဆန်နေမရှိလို့ပဲလားဘယ်လိုလဲတော့မသိဘူးပေါ့နော်စိတ်တက်ကကြတာပေါ့လာကုန်ရင်တော့ဂျီအောင်ပြန်သွားမယ်လို့ကိုဂရီပေးထားပါတယ်ဘလောက်ပဲဘီစီဖြစ်နေပါစေကိုတော့လေ့ကျင့်ခန်းလုပ်ဖို့အတွက်အချိန်ပေးသင့်တယ်လို့ထင်တယ်ပေါ့နော်ခဏနေတော့နေ့တစားစားပြီးတော့အစာချေအောင်လမ်းလျှောက်တယ်လမ်းလျှောက်ပြီးရတဲ့ချို့အလုပ်ကိစ္စလေးလုပ်ပါတယ်အလုပ်ကိစ္စအများကြီးတော့မဟုတ်ဘူးဒါပေမဲ့နောက်လာမယ့် upcoming project အတွက်ချို့လေးလာစရာရှိရလေးတို့ sub study လုပ်နေရပါတော့ဒီနေ့လေးကိုလည်းအရင် productive မဖြစ်ဖြစ်မဲ့ချို့လုပ်စရာရှိရလေးတို့လုပ်ပြီးတော့အေးချမ်းနဲ့ကုံဆုံးခဲ့ပါတယ်ဒီနေ့တော့ဒီလောက်ပဲเนาะနောက်ဗီဒီယိုတွေမှာပြန်ဆုံပါမယ် see you next video bye bye